မင်္ဂလာပါရှင် Sunflower Audio Book Collection မှာလူထွေးစာကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့ပန်းဆက်လန်စာအုပ်တိုင်းမှာဖြန့်ချီထားတဲ့စာရေးဆရာညာနာဆရာမဆူရှာမေတို့ရဲ့ချစ်သူနဲ့စိတ်ချမ်းသာရေးဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့စာရေးသူညာနာရဲ့အမှားစာကိုဖတ်ကြားပေးခြင်းပါတယ်လူသားတိုင်းမိဘဟာဘဝမှာတည်ငြိမ်တဲ့ဆက်ဆံရေးတစ်ခုစိတ်လုံခြုံမှုရှိတဲ့အချစ်ရေးတစ်ခုကိုလိုချင်ကြပါတယ်။ဒါပေမဲ့ဒီလိုဆက်ဆံရေးမျိုးကိုတည်ဆောက်နိုင်ဖို့ဆိုတာတကယ်တမ်းကျတော့ထင်သလောက်မလွယ်ကူလှပါဘူး။အထူးသဖြင့်ဒီခေတ်ကြီးထဲမှာလူတွေဟာစိတ်ပြည်စည်းမှုတွေစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့နေ့စဉ်ရင်ဆိုင်နေရပါတယ်။လူမှုကွန်ရက်တွေကြောင့်နှိုင်းယှဉ်မှုတွေများလာသလိုအခြေအနေရရက်ကဖိအားတွေကလည်းပိုများလာနေပါတယ်။ဒီအခြေအနေတွေအောက်မှာတည်တံ့ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့ဆိုတာနားလည်မှုယုံကြည်မှုစိတ်ရှည်သည်းခံမှုတွေလိုအပ်တယ်လို့စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့လည်းအင်မတန်မှအရေးကြီးလာပါတယ်။တယောက်နဲ့တယောက်ချစ်ကြတယ်ဆိုပေမဲ့အတိတ်ကစိတ်ဒဏ်ရာတွေငယ်စဉ်မိသားစုဘဝအတွေ့အကြုံစိုးတွေယုံကြည်မှုပြည့်ရင်ခဲ့ရတဲ့အဖြစ်အပျက်တွေကမိမိရဲ့လက်ရှိဆက်ဆံရေးကိုမတိမတာလွှမ်းမိုးနေတတ်ပါတယ်။တခါတလေကိုယ်တိုင်တော့မသိလိုက်ပဲအဲ့ဒီစိတ်ဒဏ်ရာတွေကြောင့်ကိုချစ်ရတဲ့သူကိုနာကျင်အောင်ပြုမှုမိတတ်ပါတယ်။နိုင်ငံတကာသုတေသနတွေအရစိတ်ဒဏ်ရာတွေစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာလူတစ်ယောက်ရဲ့ချစ်ချင်းမေတ္တာခံစားနိုင်မှုယုံကြည်မှုတည်ဆောက်နိုင်မှုဆက်ဆံရေးကိုထိန်းသိမ်းနိုင်မှုတွေအပေါ်သိသိသာတက်ရောက်မှုရှိတာတွေ့ရပါတယ်။ဒါကြောင့် relationship တွေခိုင်မာဖို့ရေရှည်တည်တံ့ဖို့ဆိုတာနှစ်ယောက်လုံးရဲ့စိတ်ကျန်းမာရေးပေါ်များစွာမူတည်နေပါတယ်။ကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကိုမကုသပဲအတိတ်ကနာကျည်းချက်တွေကိုမဖြေရှင်းပဲဆက်ဆံရေးအသစ်တွေစတင်တာဟာအစာအုပ်တစ်ခုကိုအုပ်မြင့်မခိုင်ပဲစောက်လိုက်သလိုပါပဲ။ဒီခက်ခဲတွေကိုတည်တည်ချာနားလည်ပြီးအပြေရှားစေနိုင်ဖို့အတွက်ချစ်သူနဲ့စိတ်ကျန်းမာရေးစာအုပ်ကလေးကိုဆရာမဆူရှာမင်းနဲ့အတူရေးသားဖန်တီးဖြစ်ခဲ့ပါတယ်။ဒီစာအုပ်ဟာစိတ်ပညာရှင်တွေရဲ့နည်းလမ်းတွေပျော်ရွှင်တဲ့ဇုံတွေရဲ့အတွေ့အကြုံတွေနိုင်ငံတကာကသုတေသနတွေကိုအခြေခံပြီးရေးသားထားတာဖြစ်ပါတယ်။သို့သောရှုပ်ထွေးတဲ့ theory တွေကိုရှောင်ရှားပြီးလက်တွေ့ကျကျနားလည်လွယ်အောင်အယိုးရှင်းဆုံးရေးသားထားတာဖြစ်ပါတယ်။စာဖတ်သူတိုင်းဒီစာအုပ်ကနေတဆင့်မိမိကိုယ်ကိုပုံမူနားလည်လာပြီးကျင်နာမှုနားလည်မှုယုံကြည်မှုတွေနဲ့ကျန်းမာပျော်ရွှင်တဲ့ relationship တွေကိုတည်ဆောက်နိုင်ကြပါစေ။မေတ္တာဖြင့်ညာနာ